အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ Canva သုံးပြုနည်းလေးပေါ့ Canva ထဲမှာပါတဲ့ Magic Studio ဆိုတဲ့အခြေခံအသုံးပြုနည်းလေးကိုကျွန်တော်တင်ပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်လည်းတိုက်ကြည့်ကြရအောင်ခုကျွန်တော် browser ထဲမှာဖြစ်ဖြစ် software ထဲမှာဖြစ်ဖြစ် Canva ကိုဝင်လိုက်ပါပြီးရင်ဘာကြောင့်လုပ်ရမလဲဆိုတော့ကြောင့်မလို့custom site ထဲကနေကျွန်တော်လုပ်ပြမယ်ကျွန်တော်ဒီမှာရှင်းလင်းမပတ်လဲစာရွက်လေးပေါ့နော်ဆိုယူလိုက်ရမယ်ပြီးရင်ကျွန်တော်ဒီမှာနော်ဓာတ်ပုံလေးပေါ့နော်ကျွန်တော်တင်ထားတဲ့ဓာတ်ပုံတွေကဓာတ်ပုံတင်ထားတဲ့ဓာတ်ပုံတွေကကျွန်တော်တွားယူမယ် upload ပြီးမှရှာရမယ်ဟို upload ဒီထဲမှာကျွန်တော်တခုယူမယ်ဒါလေးတခုပြမယ်ပေါ့ခုအဲ့တော့ကျွန်တော်ဒီကဘေးနားမှာရှိတဲ့ခွက်လေးကိုဖြောင်းမယ်အဲ့ဒါပဲတွားမလဲဆိုရင် update ကိုတွားမယ်ပုံမှန်ကြည့်တဲ့ update ခုကျွန်တော်ပြောပြမှာက Magic Eraser ဆိုတဲ့တူလေးပေါ့နော်ဒီ Magic Studio မှာပါတယ်ဒါလေးတစ်ချက်နှိပ်မယ်အဲ့တော့ကျွန်တော်ဒီမှာဖြောက်တင်တာဖြစ်တော့ကြောင့်ဒီရလေးကျွန်တော်လေးနှိပ်လိုက်မယ်ပြီးရင် Erase ဆိုတာလေးတစ်ချက်နှိပ်လိုက်မယ်ဒီမှာပြေးနေပါတယ်တော့ဒီမှာမရှိတော့ပါဘူးနော်ဒီခြေဆိုပြီးတော့ဖြောက်လို့ရတာပေါ့နော်ဒါလေးကိုတော့ပြန်ဖြောင်းမယ်အဲ့ဒါကြည့်တော့ erase လိုက်ပြီနောက်လေးတော့စောင်းတယ်ဘာဒီမှာဖြတ်ထားတာလည်းဘာမှမကြလို့ဒီမှာတော့ဖြောင်းသွားပြီလေခိုင်းမှာဖြောင်းမယ်အဲ့မှာဒီမှာဖြောင်းပလိုက်တော့ဒါဆိုရင်Magic Eraser 2လေးကိုအားလည်းမထည့်ပါနဲ့အဲ့တော့နောက်တစ်မျိုးကြည့်အောင်အားလေးကျွန်တော်ယူပေါ့နော်ဖြတ်လိုက်ပါနောက်တစ်ခုယူပြီပေါ့နော်ကျွန်တော် upload လုပ်လိုက်တယ်ဒီလာလေးပေါ့နော်ပုံလေးတစ်ခုဆက်လိုက်အားလည်းတော့ဒါလေးနော်ကျွန်တော်ကဒီနေရာမှာဘောင်ရဲ့ဒီအပေါ်ဘက်ဘောင်လေးမှာနေရာလေးကိုထပ်ပြီးတော့ယူမယ်ပေါ့နော်ယူမယ်ဆိုရင်အဲ့ချက်နေမယ်ထုံးစံအတိုင်း update ကိုတွားမယ်ပြီးရင်ဒီနေရာမှာ Magic Expand ဆိုတာရှိတဲ့တစ်ချက်နေမယ်ပြီးလို့ချင်းကျွန်တော်ဒီကနေပြီးတော့အပေါ်ဆွဲမှာမလားကိုလိုချင်တာအမြင့်လေးလိုချင်တဲ့ဒီလိုလောက်မှာပေါ့နော်ဒီအကွာဝေးကိုထပ်ပြီးတော့တိုးလိုက်တာပေါ့ပြီးမှကျွန်တော်တို့ဒီကပြီးမှဒီမှာ expand နော် expand ဆိုတဲ့နေရာလေးနှိပ်လိုက်မယ်ပြီးတစ်ချက်ဆောင်မယ်ဒီမှာနော်ကျွန်တော်ဒီအလောက်ပဲရှိတယ်အခုသူကပေါ်ကိုနေရာထည့်ပေးလိုက်ပေါ့နော်တခြားဒီနဲ့အဲ့လိုမျိုးကိုယ့်ရဲ့ဘောင်ဆိုင်တွေကိုထည့်ပေးလို့ရတယ်ပြီးရင်ကျွန်တော်တို့နောက်တစ်မျိုးကြည့်အောင် Magic Studio ကမှာပါတဲ့ Grab Text ဆိုတဲ့ဟာလေးပါနော်အဲ့ Grab Text ဆိုတာဒီစာလုံးကြီးကိုကျွန်တော်တို့ကပြုတ်တင်လို့ရတဲ့ဟာပေါ့နော်ဒါပုံမှာပါပြီးသားနော်ဓာတ်ပုံကြီးပါတော့အဲ့ဒီ Grab Text ကဘယ်လိုသုံးလဲကြည့်အောင်ဒါတစ်ချက်နေမယ် edit ကိုနေမယ် Magic Studio ထဲမှာရှိနေတဲ့ Magic Grab
text လာလေးနော်ဒါလေးတစ်ချက်ပြလိုက်တော့သူအလုံးလုံးနေပါလိမ့်မယ်ခဏစောင့်ပြရပါမယ်ဒါဆိုရင်စာလေးတွေကိုသူအကုန်လုံးကိုမှတ်ပေးတာပြီနော် all text ပေါ့နော်အကုန်လုံးကိုယူပေါ့အကုန်လုံးစာအကုန်လုံးဒါပြုပြင်မယ်ဆိုတဲ့သဘောမျိုးအဲ့ဒါဒီမှာဆိုရင်ပြန်စာကိုပြုပြင်ခြင်းနဲ့ရတယ်ဒါကိုထုတ်လို့ရတယ်စာလာထည့်လို့ရတယ်ဒါပြောင်းနေတာဒီနောက်ကိုရထည့်လို့ရတယ်ဒီမှာဒါပြောင်းနေတာရတယ်ဒီမှာဒါလည်းရတယ်ဘာလည်းရတယ်စာတွေကိုကိုကဒီမှာရိုက်ပြီးတော့ပြန်ပြီးပြုပြင်ပြောင်းနေလို့ရတယ်ပေါ့နော်အဲ့ဒီနေရာမှာသုံးပါတယ် tab text ကဒီလောက်ဆိုလို့ရှိရင်နားလည်မယ်ထင်ပါတယ်နောက်တစ်ခါပြန်ပြီးတော့ကြည့်ပေးပါဒါမှမှတ်မိပါလိမ့်မယ်ဒီလောက်ပါပဲတော်တော်လေးဗီဒီယိုရှင်းတော့မှဆိုလို့နောက်ဗီဒီယိုဒီမှာပြန်လည်ဆုံးကြည့်ကြရအောင်အားလုံးပဲကျေးဇူးတင်ပါတယ် bye bye